ဒီရာအားလုံးကိုအဘယ်ကသူရတယ်လဲဆိုပြီးတော့အံ့ဩကြတယ်အောင်ရတာတွေမကဘူးခရစ်တော်ကိုလက်ခံဖို့ယုံကြည်ဖို့တောင်မှစိတ်မပါကြဘူးသူတို့မယုံကြည်တော့ခရစ်တော်လုပ်ပေးလို့မရဘူးယုံကြည်ခြင်းကသူတို့ကိုကယ်တယ်သူတို့ယုံကြည်ခြင်းမရှိတော့မရနိုင်ခရစ်တော်နဲ့ပတ်သက်ပြီးဒီလောက်အံ့ဩကြတာနေ့စဉ်မေလတရက်မှာဒီကျမ်းစာကိုဖတ်ရှုစေတယ်ခရစ်တော်၌အံ့ဩခြင်းပတ်ဝန်းကျင်မှာသူ့ကိုခရစ်တော်ကိုတခုမဲ့ပြတယ်အဲ့ဒီဘေးပတ်ဝန်းကျင်မှာတော့ဟာသူကဂျိုးဆက်ရဲ့သားမဟုတ်ဘူးလားမာရိယာရဲ့သားမဟုတ်ဘူးလားသူညီကိုမောင်နှမတွေဆွေတွေမျိုးတွေပတ်ဝန်းကျင်တစ်ခုလုံးကိုစီကပတ်ကုံပြောပြီးတော့တတိယပြီးမှသူ့ကိုအံ့ဩကြတယ်ကျွန်တော်ရဲ့ဘဝကိုတစ်ခုစီစိုးမိုးတဲ့အဓိကအကြောင်းရင်းတစ်ခုကပတ်ဝန်းကျင်ဖြစ်တယ်ကျွန်တော်ရဲ့ဆွေမျိုးတွေမိဘတွေဖြစ်တယ်မိဘစီကပါလာတဲ့မျိုးရိုးဗီဇဂျင်းအဲ့ဒီစိတ်နေသဘောထားကိုစိုးမိုးတယ်အရေးကြီးတဲ့ဒုတိယအချက်ကပတ်ဝန်းကျင်ကျွန်တော်ရဲ့ surrounding environment ဒါကကျွန်တော်တို့ကိုစိုးမိုးတယ်ကောင်းတဲ့ပတ်ဝန်းကျင်ဆိုကောင်းသလိုဆိုးတဲ့ပတ်ဝန်းကျင်ဆိုဆိုးသလိုလူတွေကကောင်းတဲ့ပတ်ဝန်းကျင်ကိုကြိုက်ကြတယ်ဆိုးတဲ့ပတ်ဝန်းကျင်မှာနေတယ်အထူးသဖြင့်သားသမီးကလေးငယ်တွေရှိတဲ့မိဘတွေဆိုရင်ဒီပတ်ဝန်းကျင်ကမကောင်းဘူးဆဲဆိုခက်ရန်ဖြစ်ပွားမကောင်းဘူးဇယိုက်တွေမကောင်းဘူးဒီနားမှာနေငါတို့ကလေးတွေလည်းပျက်စီးကုန်မယ်ဆိုပြီးတော့အထုပ်ပိုးတွေထုတ်ပြီးတော့တနေ့တစ်ချိန်ကိုပြောင်းသွားကြရောအတိုင်းဝိုင်းကောင်းရဲ့လားဆိုတော့ကိုတနေရာကိုသွားနေမယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်ကိုမေးကြတယ်ပတ်ဝန်းကျင်ကောင်းရဲ့လားလို့မေးတတ်ကြတယ်ခရစ်တော်ရဲ့ပတ်ဝန်းကျင်ကိုဒီနေ့လူတွေအားလုံးကတစ်ခုစီပြောပြီးတော့မယုံနိုင်လောက်အောင်ဖြစ်နေတာလူရဲ့ဘဝမှာတချို့တွေကမွေဟောက်လို့ရှူးရှူးရှဲရှဲဘုံဘုံမောနဲ့အကုန်သိနိုင်တယ်တချို့တွေကမပွေးတွေရှူးရှဲရှဲမလို့ကုတ်လေးနေပြီးတော့အကောင်းလုံးရင်လည်းထက်မြက်တယ်အဆိုးလုံးရင်လည်းမပွေးပေါက်သလိုတစ်ချက်တည်းပဲအဲ့တော့ရှူးရှူးရှဲရှဲနဲ့ဘုံဘုံသမားတွေကြတော့ပတ်ဝန်းကျင်ကသူဟိုကပြောတယ်ဒီဟာပြောတယ်ဟိုကလှုပ်တယ်ဒီဟာလှုပ်တယ်ဆိုတော့စိတ်ထဲမှာမထားဘူးအမြဲတမ်းစကားပြောတဲ့ပတ်ဝန်းကျင်ရှင်ဂျိုးဆက်ကိုကြည့်ရတာစကားသိပြောတယ်မဟုတ်ဘူးကျမ်းစာမှာတော့ရှားပါပဲသူနဲ့ပတ်သက်ပြီးစကားတွေသာသနာကသူ့ကို silent saint ဆိုပြီးတော့နှုတ်စိတ်တီလာဆောက်တည်တဲ့ယဟန္တာလို့သူ့ကိုဘွဲ့ပေးတယ် silent saint ပေါ့နော်ယဟန္တာနှုတ်တီလာမြဲတော်သူဖြစ်တယ်စကားတောင်းပြောဘူးနောက်တော့ကြည့်မဲ့ဆိုရင်ပကြီးဆရာတို့လက်သမားတို့စကားသိမပြောကြဘူးလက်သမားတို့ပကြီးဆွဲတဲ့လူကလေပေါ်နေရင်မှားသွားပြီသားမှတ်အာယုံစူးစိုက်ပြီးတော့ကျင်တွယ်နဲ့မှတ်သားပြီးအတိအကျလောက်ရလက်သမားနဲ့ပယံနဲ့အလုံးလုံးရင်နဲ့စကားပြောနေကြတယ်ဒီနားမှာလည်းဟိုတနေ့ကပယံကဟိုမှာလောက်ရတယ်လက်သမားကလောက်ရတာပယံကမှားသွားရင်ထုထဲထုတ်လိုက်ပြီးတော့မိလက်မြေပြန်ဖာလို့ချက်ချင်းဖာလို့ရကြွက်တော့ပြင်လို့ရတယ်လက်သမားကဆွေရွေးတစ်ချက်မားလို့ကတော့အဲ့ဒီတစ်သားသွားပြီးသားမှတ်ဒီလိုတက်လာတဲ့တိုင်ဒီလိုကက်လန့်သွားရရနည်းနည်းလေးယော့သွားရင်မစိတ်နိုင်တော့ဘူးသွားပြီးတစ်သားလည်းဆုံးအလုတ်ပြက်စီးအမတရေးကြီးတယ်လက်သမားလို့အာယုံစူးစိုက်ပြီးတော့ဂယုတစိုက်လောက်ရတဲ့လုံမျိုးအဲ့တော့ခရစ်တော်ကဘာဖြစ်လို့လူတွေဟင်းကနေအာတာတော်ဖြစ်လာအောင်သူ့မှာရှိတဲ့အတွင်းစိတ်ပါရမီတွေကိုဒါခရစ်တော်လူသားတယောက်အနေနဲ့ပြပြတာပေါ့နော်ဖျားဖြစ်တော်မှာသူရတဲ့ဖျားရဲ့ကျင်နာမေတ္တာကိုတည်ဆောင်လာတော်သူတစ်ဖက်တာမန်လူသားအနေနဲ့ဘလို့နေဘလို့ထိုင်ဆိုတဲ့လူသားတွေစီကတဆင့်ယူလာတဲ့သူ့ကိုပေးလိုက်တဲ့မိဘတွေရဲ့ကောင်းတဲ့ပါရမီအဲ့ဒါတွေကသူ၌ပေါ်လွင်တဲ့အချိန်မှာလူတွေကအောင်းပြီးတော့စင်ဂျိုးဆက်တော်ကမေရိုမာရီယာတို့ကခရစ်တော်မတိုင်ခင်မထင်ရှားတဲ့မိသားစုကြောင်းကလောင်မှာမထင်ရှားတော့ဂျိုးဆက်ကိုလည်းဘယ်သူမှအေးမလို့မေရိုကလည်းသူအေးစစ်စစ်သူနဲ့ပတ်သက်တဲ့လူတွေကတခုပဲတည်တယ်စင်ဂျိုးဆက်ကပရိဘောကစပွဲတွေလှုပ်တယ်တဲဆောက်တယ်အိမ်ဆောက်တယ်ဒါတွေကိုလက်သမားအလုပ်ကိုလုပ်ပေးတယ်လက်သမားနဲ့ပတ်သက်တော့အကုန်လုံးအဟောင်းတွေပျက်စီးတာတွေကိုကောင်းပြန်ပြင်ပေးတဲ့အလုပ်တွေလက်သမားတွေလုပ်ကြတာဒီမှာအဟောင်းတွေပြစ်တော့နစ်နဲ့ချီပြီးတော့မရဘူးအခုမှမြန်လုပ်ပါလို့အခုလက်သမားရှားတာအဲ့လောက်ခက်တာအဲ့တော့မေတော်ကဘာလုပ်တယ်လဲအရှင်မအလုတ်တောင်ချီးပြိုနဲ့မိသားစုကိုဂယုစိုက်တဲ့ဖြစ်အဲ့ဒီခေတ်မှာအားတဲ့အမေတွေလိုပဲဘိုင်းငင်တာ
ဘိုင်းငင်ပြီးအဝတ်ထဲတွေအိမ်မှာလှုပ်ရတာစက်ရုံအလုံးရုံတွေအထည်ချုပ်တွေတရုပ်စက်ရုံတွေရှိတာမဟုတ်ဘူးအဲ့တော့ဖြစ်တယ်လို့ပဲဆောင်းအခုဒီတောင်ပေါ်မှာတွေ့နိုင်တယ်ဆောင်းလို့အရှိရက်ပြီးတော့အရှိကြီးပဲအဲ့ဒီအရှိကြီးကိုအလဲမှာအပေါက်ဖောက်ပြီးခေါင်းလေးဆွတ်လိုက်ရင်တော့ရှင်းနဲ့နောင်းနဲ့သူကပြီးသွားပြီတောင်ပေါ်ဒီသားမှာဒါပဲချုပ်ပြီးတော့ဆောင်းလို့ခြုံလို့ရတယ်ပြီးအလဲအပေါက်ကခေါင်းကနေဆွတ်လိုက်ရင်လည်းတင်တန်းကြီးလို့ဖြစ်သွားရောဒါပေမဲ့တော့မှတခင်စုမှထူးခြားတာကျမ်းစာမှာတော့ပါတယ်နောက်ဆုံးသေတဲ့အထိခရစ်တော်ရဲ့ဝိယုံကလက်ကောဘာကော body အကုန်လုံးတစ်ခုလုံးကိုသူကရက်လောက်ထားတာဒီခေတ်မှာတော့မှလုံးနိုင်မယ်မထင်ဘူးဒီခေတ်မှာကျွန်တော်အခုအထိတော့မှဖြတ်တောက်ပြီးမှချုပ်ပြီးမှကျွန်တော်ဝတ်နေတာတော့မေတော်ကဘယ်လောက်တော်တယ်ဆိုလို့ရှိရင်သခင်ယေရှုအတွက်သူလှုပ်ပေးထားတယ်ဒါတော့ကြီးတဲ့သက်30လူကြီးဖြစ်တဲ့ချင်းသူခရစ်တော်ဝတ်တဲ့တင်တိုင်းကြီးဟာတဲ့ချုပ်ရိုးမရှိဘူးတဲ့အပေါ်ကနေအောက်အထိဆိုတော့ကပြောတဲ့ဝိယုံဆိုလို့ရှိရင်ရှေ့ပိုင်းနောက်ပိုင်းဆိုလို့ရှိရင်အလယ်မှာဖြတ်လိုက်ရင်2ပိုင်းရတယ်ဒီလောက်2ပိုင်းရတယ်ဖြတ်ချလိုက်ရင်ဟိုဘက်တစ်ပိုင်းဒီဘက်တစ်ပိုင်းခွဲယူတော့ခြုံလို့ရတယ်ဝတ်လို့ရသေးတယ်အလယ်တဲထဲမှာဒီလိုဖြဲလိုက်ရင်လည်းအရှည်ကြီး2ပိုင်း4ပိုင်းတိဖြဲပြီးတော့သုံးလို့ရတယ်ခရစ်တော်ကားတိုင်းမှာရှိတဲ့အချိန်မှာမဲဖြဲပြီးတော့မဲချပြီးဘယ်သူမင်းတယောက်တစ်ပိုင်းဆိုမဲချပြီးတော့သူ့ခွဲယူမယ်ဆိုပြီးတော့ဝိယုံကိုယူကြတာအဲ့ဒီခေတ်မှာဝတ်ထဲဆိုတာတော်တော်ရှားတဲ့ခေတ်ခရစ်တော်ရဲ့ဝိယုံကိုမဲချပြီးဘာဖြစ်လို့မဲချတဲ့အဆင့်ဖြစ်သွားတယ်လဲဖြဲလို့မရဘူးဖြဲလိုက်ရင်အလကားဖြစ်သွားမှာယူကြီးကမှသူ့ဝိယုံကိုကြည့်လိုက်တော့အဲ့လိုဟာဒါအစနဲ့အဆုံးအထိရက်လောက်ထားတာဖြဲရင်အလကားဖြစ်သွားမယ်အဲ့တော့ငါတို့မဲချပြီးတော့မဲပေါက်တဲ့လူယူကွာဆိုပြီးအဲ့လောက်ဘယ်ကလာတယ်လဲဆိုတော့မဲတော့ရက်လောက်ပြီးထားတယ်လို့တော့ယူဆကြတယ်ဘေးကနေဘယ်သူမှကြည့်တယ်လို့မရှိဆိုတော့တိကျလည်းပြောလို့မရဘူးလေအဲ့တော့မိဘဆိုရယ်မေတော်ကအဝတ်တစ်ထည်ဖြစ်အောင်စိတ်ရှိလက်ရှိနဲ့နှစ်ရှိလက်သမားတို့တဲ့တန်ဆူဆယ်ကဘလို့စိတ်ရှိလက်ရှိနဲ့တိဆောက်တဲ့လူတွေသူကလည်းတိဆောက်တော်သူတန်ဆူဆယ်ကလည်းတိဆောက်တော်သူစီကဖြစ်ပေါ်ပေါက်ဖွာလာတဲ့သားဖျားလည်းဖြစ်လူဖြစ်လည်းဖြစ်တော်သူကနောက်တစ်ချိန်မှာဖျားသခင်ရဲ့အိမ်တော်ကိုတိဆောက်တော်သူ Jesus ခရစ်တော်ဖြစ်ခရစ်တော်ဘယ်အိမ်ဆောက်တယ်လဲဖျားရဲ့အိမ်တော်ကြီးကိုတိဆောက်တာ The house of God မိမတော်ကြီးကိုသူတိဆောက်တာသာသနာတော်ကြီးကိုတော့ဖျားသခင်ကိုမြင်တွေ့နိုင်တဲ့မိမတော်ကြီးကိုတော့သာသနာကိုသူတည်ထောင်ခဲ့တယ်ယေရုရှလင်မိမတော်ကိုမြို့ဒီမိမတော်ကိုဖြိုကြီးငါ3ရက်တင်ပြန်တိဆောက်ပြမယ်တိဆောက်ပါမယ်လို့ပြောခဲ့တယ်အဲ့ဒီစကားရဲ့နောက်ကအတိတ်ဘက်ကိုနောက်မှတည်လာကြတယ်ဒီနေ့အဲ့ဒီယေရုရှလင်တန်ရှင်သောယေရုရှလင်ကြီးကိုတော့သာသနာတော်မှာကျွန်တော်တို့ပါဝင်နေကြတယ်သူကနေပြီးတော့တန်ဆူဆဲဆောက်တဲ့အိမ်မှာနေခဲ့ရတယ်ခရစ်တော်ဆောက်တဲ့အိမ်တော်ကြီးတော့သာသနာမှာတို့နေရတာအဲ့ရဒါပဲဒီနေ့အဓိကကျွန်တော်မေဒေးဆိုတဲ့လက်တွေ့ကြတဲ့နေ့တစ်ခုမေလာတရက်မှာဒီလိုတိဆောက်တော်သူကိုကြည်ပြီးငါတို့လည်းတိဆောက်တော်သူများဖြစ်ရမယ်သူများအတွက်တိဆောက်ပေးတော်သူပြတ်သွားတာကိုပြင်ပေးတော်သူတွေဖြစ်ရမယ်ဆိုလူတိုင်းပြောချင်တာကအလုတ်ခုသူများဂုံရှိစွာဆိုပြီးတော့အားလုံးကြာရနေရမှာအလုတ်တောင်ကိုလောက်ရတချို့အလုတ်တွေကမျက်နှာသာတယ်တချို့မျက်နှာမရဘူးချက်မဲ့စားမဲ့ဆိုလို့ရှိရင်ခဏခဏဖတ်တယ်ပြောတယ်မလားဟိုဈေးသွားဝဲနေပူကျက်တဲ့ဈေးတွေဝဲချမ်းတော့ခုတ်ထေးဟိုကြောင်လေးကလောင်လေးမှာချက်ပြုတ်ပင်မန်းတယ်အားလုံးစားပြီးတောက်ပြီးသွားပြီဆိုလို့ရှိရင်ဟုတ်လားပကံဒီစီကြော်သိန်းဈေး3-4ရောက်ပဲကလင်းကလောင်နဲ့ညနေမိုးချုပ်9နာရီ10နာရီ17နာရီတိတခါလေးတွေ့ဘူးလားနေပူကျက်တဲ့ပကံဒီလာဆေးကြတာစားတယ်ကတော့အများကြီးပဲလောက်တယ်လို့မရှိတော့ဘူးနေ့လေဟိုရွာကနေဖုန်းဆက်တယ်တော်တော်များများဒီကနေသွားကြတာဖះเจ้าရေဆက်ချရွာသားတွေနဲ့ဒီနေ့မှပြန်ဖုန်းပြောပြတယ်ပါရေးတဲ့စားပြီးတောက်ပြီးတော့အကုန်လုံးပြစ်ချပြီးတော့တဲ့ပြန်လစ်ပြေးသွားကြတာတဲ့ဟုတ်လားဘုန်းကြီးဖော်တိလာကလည်းအလူငယ်တွေရောပူဇော်ရပစ္စည်းတွေအကုန်လုံးတည်ပြီးတော့ဂျိုးတဲ့ပြေးသွားတယ်တဲ့ဘယ်သူမှမရှိဘူးတဲ့ကျွန်တော်တို့ပဲအကုန်လုံးစီအိမ်သားကနေပြီးတော့ဖះเจ้าတန်ရှင်းဝင်းတကလို့တန်ရှင်းရဲ့တစ်ခုလုံးကိုသေအောင်လုပ်ရတယ်ပါရေးတဲ့ဒီနေ့လေဖုန်းဆက်ပြီးတော့နှစ်နာရီချိန်မအိပ်ရအောင်ခေါင်းတော်မူသွားခေါင်းကိုက်သွားနည်းနည်းလေးမေးကနေအိမ်မှာကျွန်တော်ဖုန်းဝင်လာတော့သူတို့လည်းနိုင်ရွယ်တော့ပြောရှာပါတယ်အာပေအေးလို့ငါလည်းတွေ့တယ်လို့လူဆိုတာအဲ့ဒီလိုအဲ့တော့တချို့အလုပ်တွေကပေါ်လွင်တယ်ဘယ်လို
အဲ့လောက်ပင်မခံပြီးချက်ပြုတ်တဲ့ဘယ်နေရာမှာလူစီကားပြီးပျော်စရာကောင်းတယ်လဲဟာစားတဲ့နေရာမှာအငယ်လာပါအောင်စားပါအန်ဒီလားစားလေအန်ဒီစားပြီးပြီလားဒီမှာပိုသေးတယ်နောက်တစ်ပကံစားအောင်ဟာဟဲ့အေးဘာညာဆိုတော့ဟိုကြီးဒီကြီးဘုန်းကြီးမရှိဘူးပါဆယ်ယူသွားဆိုတော့ပါဆယ်ဆိုဘေးကကြည့်ရသေးတယ်ဖះသားမကြောက်တာဘုန်းကြီးတော့ကြောက်တယ်ပြီးအထုပ်ပိုးတွေပိုးတာတဲမယ်ဆိုလို့ရှင်လှမ်းလှမ်းကြည့်ရသေးတယ်ဘုန်းကြီးကရမ်းဂယုဆိုင်တာအဲ့ဒီပါဆယ်တဲတဲ့အထုပ်တွေပါတွေနောက်ကျန်တာတွေတဲတဲ့လူတွေနဲ့ဒီကျောင်းထဲမှာရှိတဲ့ကြီးကားနဲ့ဘုန်းကြီးကကြည့်ဆုံးပဲကြီးကားလည်းပေအောင်အခွဲပြီးတော့ဟိုကြောင်ကနေကြည့်ဒီဘက်ကနေကြည့်သူကပိန်နေသီးကိုချောင်းနေတာအဲ့လိုမျိုးအလုံးခုသူများဂုံရှိစွာဆိုတော့ဘယ်နေရာမှာဆက်ကနစ်နာခံမလဲဆိုတော့ဟိုလိုအလုံးမျိုးတွေချင်းမွေးရမလဲမမျောဘူးလှုပ်ရှားရှိတာလှုပ်မယ်အလုံးခုသူများဂုံရှိစွာကြာရနေရာမှာလှုပ်ဆောင်ခြင်းဖြစ်မိမိကြာရနေရာမှာလှုပ်ဆောင်ခြင်းအပြင်လူမှုအတိုင်းဝိုင်းမှာတောက်ဆေးအောင်ကျွန်တော် support လုပ်မယ်ကိုယ့်ရဲ့တက်တဲ့ပညာလုတ်ကင်တဲ့ပါရမီအစွမ်းစားနဲ့ဆက်ကရစီမင်းဘုတ်တယောက်ကဘူးရေးစင်တီဆောက်ပြီးအောက်ခြေကနေမိသမားအတန်သမားအကုန်လုံးဝိုင်းပြီးတော့သူ့ကိုလှုပ်ပေးမှစင်ပေါ်မှာပွဲခံတဲ့ဆယ်လီတွေနာမည်ကြီးမင်းသားမင်းသမီးတွေကလာပြီးတော့ကြော့လေးလာပြီးတော့မိုက်ကင်ပြီးဆိုလို့ရတာဆိုင်ဝိုင်းတစ်ခုကောင်းမှအားလုံးညီညွတ်ပြီးတော့သူနေရာလုံးသူတီမုံနေမှဇက်ပွဲကကောင်းတာပတ်စရာကြီးကဖောက်ပလိုက်ရင်ပွဲပြက်ပြီပတ်မဖောက်တယ်ဆိုပြီးပြီပွဲပြက်အောင်လုပ်တာပဲလားအဲ့တော့ဒီနေ့သတိရမှာအလုံးဝသူများဂုံရှိစွာဒါကိုဂယုဆက်ရမယ်ဒါကြောင့်မလို့ကဘာဦးကျမ်းဖျားကိုယ်တိုင်ကအလုံးလုံးတယ်တဲ့ဖျားကအလုံးလုံးတယ်ဆိုတော့ဂုံပြူတာဒါကြောင့်မလို့ငါတို့အလုံးလုံးရမယ်ကြားရမှာလုံးရမှာဖျားကအလုံးလုံးတော့ဘယ်ကောင်ကိုသွားဘေးကနေထိုင်ရေးကြည့်ပြီးတော့ရေးနေတယ်ထင်တယ်လေကောဖျားတဲ့ဟိုစောစောမွေးတဲ့ကောင်လေးရှိမှာပေါ့ဖျားကအလုံးလုံးတော့ထိုင်ကြည့်ပြီးတော့ငါလုံးတယ်ညတယ်ကျမ်းစာကနောက်မှရေးတာဆိုလိုရင်းကပါတယ်ဖျားကိုနိုင်ကိုကတော့သူ့ရဲ့အာယုံနဲ့ဝိညာဉ်တော်ဖျားရဲ့အလင်းနဲ့နောက်ပိုင်းရေးသောသူကငါတို့ကိုအားလုံးဖန်ဖျားသခင်ကိုနိုင်ကိုကသူ့ရဲ့စီမံမှုကြောင့်ကဘာကြီးဒီလိုစัจ java လာတစ်ခုလုံးဒီလိုရှိတဲ့ဆိုတာကိုသူပြန်ပြီးတော့သူက reflect လုပ်တယ်ပြန်တွေးတော့စဉ်းစားတယ်ရေးမှတ်ထားတာအလောက်က6ရက်မှအများကြီးလောက်ရပါတယ်မှန်ပါတယ်နားလဲနားရကိုရေးထားတာ9ရက်မြောက်နေ့မှာဘုရားသခင်ကနားယူတယ်တဲ့မောပြီးတော့ချွေးပြန်လို့နားတာမဟုတ်လို့လားလူတွေနားရမယ်ဆိုတဲ့အသည့်ကအဲ့ဒီမှာဝင်လာကြတာအထူးသဖြင့်အလုတ်ရှင်နဲ့အလုတ်သမားကြားမှာကြုံနေတဲ့သခင်ကြားမှာကြုံတွေကိုတရက်ကို24နာရီတပတ်မှ9ရက်တစ်လမှ31ရက်ခိုင်းနေတဲ့လူအတိုင်းဝိုင်းအတွက်ကဖျားတော်မှာ9ရက်မှ1ရက်နားတယ်ကြုံတွေကိုနားစေဒီနေ့မေလ1ရက်နေ့အစဒီနှစ်သာရကနေစတယ်အမေရိကန်ပြည်မှာ19ရောက်စုနောက်ပိုင်းမေလ1ရက်နေ့မှဆန္ဒပြပွဲအကြီးဆုံးဆန္ဒပြပွဲကြီးဖြစ်တယ်။ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအလုပ်လုပ်တော့အချိန်နဲ့သတ်မှတ်ပေးပါ။1ရက်မှ8နာရီဆိုတော့အခုအားလုံးတစ်ကမ္ဘာလုံး9နာရီရုံးချိန်9နာရီကနေ9နာရီထိအဲ့တော့မေလ1ရက်အမေရိကန်ပြည်မှာကြီးခဲ့တဲ့ကြီးကျယ်လူသမားလှုပ်ရှားမှုကနေပေါက်ဖွာလာတဲ့အသီးအပွင့်ဖြစ်တယ်။မနေ့အေးစင်းက9နာရီလား9နာရီကနေ9နာရီလုပ်ပြစီပြီးနားပြစီနားဖို့အချိန်ပေးအဲ့ဒါကဒီကနေပြီးတော့မေဒေးဆိုတာဒီမေလ1ရက်နေ့ကိုမေဒေးစဖြစ်လာတစ်ချိန်မှဆောတော့ငါပြောသလိုဒီနေ့တတိယဘိုးကလည်းမေတော်ဂုံပြူရမေလကိုဒီနေ့စတင်ကြတယ်ဒီလကိုလည်းကျွန်တော်မေတော်ဂုံပြူရင်းနဲ့မေတော်ကိုဗရိစိတ်ပြီးတော့တတိယကြတယ်မိသားစုကောင်းကြီးရဖို့မိသားစုမှာနေ့စဉ်စေဗရိစိတ်ကြတယ်ကျောင်းတိုင်းမှာစနေကျောင်းလေးတော်တော်များများမှာနေ့တိုင်းညနေစေဗရိစိတ်ကြတယ်မေတော်ကမှာနေ့တိုင်း daily ကျွန်တော်သာသနာမှာတော့အနည်းဆုံးစနေနေ့ညနေဖြစ်ဖြစ်မေတော်ကမှာစုပြီးတော့စေဗရိစိတ်ဖို့ကျွန်တော်စတင်ပြီးတော့နှစ်လောက်ရှိနေပြီအဲ့တော့မေတော်ကိုတတိယကြစို့အလုတ်ကိုတန်ဖိုးထားပြီးကိုကြရမှလှုပ်ဆောင်ကြပါစို့အလုတ်လို့တော်သူကိုထိုက်တန်အောင်ကျွန်တော်ပေးပြီးမှကျေးဇူးတင်ကြပါစို့ကိုလှုပ်လို့ရင်၎င်းရဲ့အပွင့်ကိုဝမ်းသာစွာဆန်းစားကြပါစို့